ကဲကျမအလုပ်လေးလည်းပြီးသွားပါပြီရှင်ကျမမနေ့ပိုင်းဆိုလို့ရှိရင်မြို့ထဲမှာပေါ့နော်မြို့ထဲမှာဘိုးတောင်မြို့နယ်မှာသွားပြီးတော့ကျမအထက်ဆိုင်လေးဖွင့်တာပေါ့နော်အထက်ဆိုင်လေးသွားဖွင့်ပါတယ်မနေ့ပိုင်းဆိုလို့ရှိရင်အထက်ဆိုင်လေးဖွင့်ပြီးတော့ခုညနေခင်း3 နာရီဆိုအိမ်ပြန်ရောက်ပြီပေါ့နော်ညနေခင်း3 နာရီအိမ်ပြန်ရောက်ပြီခဏတစ်ပြုတ်နားလိုက်တယ်နားပြီးတော့ခုအိမ်မှုကိစ္စတွေချက်တယ်ပြုတ်တယ်အိမ်မှုကိစ္စအကုန်လုံးလုပ်ပြီးသွားပြီပေါ့နော်အိမ်မှုကိစ္စလုပ်ပြီးတော့ဒီဥစ္စာလေးပစ္စည်းအမှားတာလေးတွားပို့ပေးမှုပါရှင်ဒါလေးဆိုလို့ရှိရင်ကျမတို့ရက်ွက်ထည့်ရပါတော့စပင်ဆိုင်အကရီဆိုင်စပင်ဆိုင်အကရီဆိုင်စတုထအကျင့်အမှားလေးဖြစ်ပါတယ်ရှင်ဒီဥစ္စာလေးဆိုလို့ရှိရင်အဆိုင်မှာဆိုလို့ရှိရင်ပြားမကြီးတန်းတလုံးစပြားစကရက်3 မျိုးပေါ့နော်မကြီးစကရက်ကမွန်စကရက်ကော်ဖီစကရက်3 မျိုးရယ်ပြီးရင်စီမစ်စုံရယ်သူစား3 တိုင်း3နဲ့ကြိုက်တော့သူရောင်းကြည့်တာပေါ့နော်ရောင်းလို့အရင်အဆင်ပြေလို့ဒါလေးနဲ့ဆိုလို့ရှိရင်4 ချိန်မြောက်အမှားလေးဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ဒီမှာလေအခုထမင်းလည်းကြက်ပြီးဆိုတော့ဒီမှာအလုပ်တွေလည်းပြီးသွားပြီဆိုတော့တော့ပို့လိုက်ပါဦးမယ်ရှင်ကျမတို့အိမ်ရှင်မတွေအတွက်ဒီဥစ္စာလေးကအပိုငွေလေးတစ်ခုပေါ့နော်လောက်ရတာအရန်ကိုအဆင်ပြေတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်ဒါတစ်ပိုင်းနဲ့ပေါ့နော်အရင်ကြီးလည်းအများကြီးရင်းစရာမလိုပါဘူးရှင်ဒါလေးဆိုလို့ရှိရင်ကျမတို့ဒါလေးဆိုလို့ရှိရင်10 ဘူးမှာကြိုက်တာယူပေါ့နော်ထုတ်ကုန်ဆိုလို့ရှိရင်လူ3 ကုန်ဆိုလို့ရှိရင်28 မျိုးရှိရယ်ကြိုက်တာရွေးယူ10 ဘူးပြည့်တာနဲ့ကျမတို့ကကိုယ်တလဲစီ6000ဝန်းနဲ့လုပ်ပေးပါတယ်ရှင်တပူးကြီးဆိုရင်ကျမတို့ဒါလေးတွေ8000ရောင်းပါတယ်ရှင်တပူးဆိုရင်1500မြတ်တယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်အိမ်နေရင်အခုဆိုလို့ရှိရင်ကျမပို့တာနေမယ်ဘယ်နှဘူးလဲ9ဘူး10 ဘူးကြာ10 ဘူးဆိုလို့ရှိရင်ကျမတို့6500နဲ့အဲ့အမောက်တော့ပေါ့သူတို့ဆိုရင်တပူးချင်းရောင်းလို့ရှိရင်8000ရောင်းတယ်ဆိုတော့တပူးကို1500မြတ်တယ်ပေါ့နော်ဒီဥစ္စာလေးဆိုရင်ကျမတို့ထမ်းထားရတယ်မဟုတ်ပေါ့နော်ဒါအိမ်မှာနေရင်ဖုန်းတစ်လုံးလေးနဲ့လုပ်လို့ရတယ်ပေါ့နော်ဖုန်းတစ်လုံးလေးရှိုံနဲ့ပတ်စံဝင်ငွေလေးအပုံဝင်ငွေလေးရှာလို့ရတယ်ဆိုတာလေးကိုအိမ်ရှင်မတွေအတွက်ပြောပြပေးတာပါရှင်မလို့ကျမအိမ်ရှင်မတွေအတွက်ဒီလန်းလွန်းနဲ့လက်တွဲဖို့ဖိတ်ခေါ်ပါရစေရှင်လန်းလွန်းနဲ့လက်တွဲဖို့စိတ်ဝင်စားတယ်ဆိုရင်ပေါ့နော်ကျမရဲ့ဖုန်းနံပါတ်လေး399444လုံး939 948ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ဒီလုပ်ငန်းနဲ့လက်တွဲလို့လန်းလွန်းနဲ့လက်တွဲလို့ပေါ့နော်အရင်ချုံမှာလုံးဝစိတ်မပူပါနဲ့ရှင်အရင်လုံးဝမရှုံးသေးရပါဘူးရှင်အာမခံပါတယ်ရှင်တလအတွန်းကျမရှိရယူတဲ့ပစ္စည်းဒီလင်းလက်ပစ္စည်းကိုယူအောင်လို့တလအတွန်းရောင်းမကုန်တာဖြစ်စေမရောင်းတတာဖြစ်စေမရောင်းကျင်တော့တာဖြစ်စေကျမတို့ငွေပြန်ပြီးတော့ငွေတပြားမှမကျန်အောင်ပြန်အားပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အဲ့ဒါလေးကိုလာပြီးမျှဝေပေးတာပါ